မရလို့ပါအမရဲ့ဘာမှမရစရာအကြောင်းမရှိဘူးမြောင်းနေရပေါက်တဲ့ဟာကြီးခူးပြီးတော့ရောင်းနေရများရွှေတီးနေအောင်ဝတ်ထားပြီးတော့အရန်ကြီးမစစ်ပါနဲ့လားဟဲ့ရွှေဝတ်တောင်လာပြောနေငါဝတ်နိုင်လို့ဝတ်တာလေညီးပူတပြားသားမှမပါဘူးဟုတ်ပါတယ်တော့ကျမအပူတော့မပါပါဘူးမြောင်းနေရစင်းခူရတယ်ဆိုပေမဲ့လေအမားတို့မြောင်းနေရစင်းခူနိုင်လို့လားအောင်မယ်ဈေးဟဲ့မလုံးနဲ့နင်းလို့မလုံးဘူးလားဟုတ်ငါလိုမျိုးကြီးနဲ့ဘာမှန်နေရောနင်ဖြည်းဖြည်းချင်းလဲကစားဟုတ်ဘာလို့လဲမအော်နဲ့နော်ဟေးချောလိုက်တာအစင်းလေးတော့ဟာငါမျက်နှာမြင်ပါအမကြီးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မတက်တာလို့လုံးမိတာပါကျွန်တော်ခွင့်လို့ပေးပါအော်မောင်လေးရဲ့မျက်နှာလေးတနာကမာနဲ့ဘာလို့ဒီလိုလုံမျိုးတွေလုံးနေရတာလဲကွယ်အော်အမကြီးရဲ့ဘသူကပဲလုံးချင်ပါလို့အမကြီးရဲ့ကျွန်တော်ရဲ့ဘဝပေးကံကြောင့်ပေါ့အမကြီးရဲ့ကျွန်တော်ခွင့်လို့ပေးပါဘဝပေးကံဆိုတာပြောင်းလို့ရပါတယ်မောင်လေးရဲ့မမလေးလေဒီနွားတွေအကုန်ရှိတယ်ရွှေငွေကြောက်တံပရမကစားပေါ့မောင်လေးမမကိုယူလိုက်မယ်ဆိုရင်လေအိမ်ဦးကမ်းမှာတင်ထားပြီးတော့မောင်လေးစားချင်တာကျွေးမှာနော်ဒီဟာစီသားကြောင့်လည်းအမျိုးကြီးယူမဲ့စားကိုပါကိုကောင်းရကောင်းကြောင်လှုပ်စားတော့မပြေပြီမောင်လေးအမျိုးကြီးမှလည်းတန်းနေပါမောင်လေးရဲ့ငါမိမကြီးဒီအချစ်တွေကဘာတွေတုံးကွယ်ကိုသိန်းမောင်ရဲ့ကျမလည်းဘယ်သိမှာတော့ရှင်သားဟူသာမေးကြည့်ပါလားအေးငါသားဒီထုံချောင်းတွေကဘာတွေတော့ငါသားဘာတွေချစ်တာဟာခင်ဗျားလည်းစာမတက်ဖက်နဲ့ဘာတွေမေးတော့ဒါကျုပ်သင်းတတ်တဲ့ဂျပန်စာတွေဗျဟာအေးငါသားဟောဒါနဲ့မေတာမနဲ့မှသင်းတန်းသွားတော့မှလေပတ်စံမိုးဘိုးလေးပေးပါဦးဟောအေးငါသားလေးရောရွှေတရာသုံးတော့သားလေးဟုတ်မေဒါနဲ့လေမေဝစားတွေလျှော်လို့ရှင်နေချာမလျှော်ဘူးထင်တယ်အဖေအညီတွေလန့်ထားရင်ပခုံးတွေပြဲနေရနော်မေငါသားရဲ့အဲ့ဒီပခုံးပြဲလေးကြောင့်ပဲတာပညာတွေတင်းနေရတာဟာမေရလည်းမဖြစ်နိုင်တာဘာတွေပြောနေမှမသိဘူးငါသားပညာတတ်ကြီးဖြစ်အောင်လို့လေအဖေကကုံထမ်းပြီးတော့လှုပ်ကြွေးလာတာအဲ့လိုကုံထမ်းလို့ပဲအဖေအညီတွေကရိပြီးတော့ပြဲနေတာပေါ့ငါသားရဲ့ကြားမေအနည်း20လုံးတားကိုပညာတတ်ကြီးဖြစ်အောင်ကျွေးမွေးစောင့်ရှောက်လာတာမင်းဖေကိုပညာမတက်ဘူးဆိုပြီးအဲ့လိုမပြောနဲ့ငါသားဟုတ်ကဲ့ပါမေရဲ့တားမားပါတယ်နော်တားနားလဲပါပြီမေနော်ပညာမတက်တဲ့အဖေကပညာတတ်ကြီးဖြစ်အောင်တားကိုသင်ပေးတာနော်အဖေရဲ့မြစ်တာတွေကိုတားနားလဲပါဟုတ်ကဲ့ပါမေရဲ့တားနောက်တစ်ခါဆိုရင်အဖေကိုအဲ့လိုမျိုးစကားတွေမပြောတော့ပါဘူးနော်မေဟာမေဘာစကားပြောရတော့အော်ငါသားရမင်းနေမကောင်းလို့ဖေကတားစီကိုပတ်စံလေးလာချိတာပါကွာအဖေကခမရမို့လို့ဒီစကားပြောတယ်အေးပါတားစင်မပြင်းလဲအဖေပြန်တော့မယ်လေနော်ဖေခဏနေရောအေးပြောလေသားတားငငယ်တုန်းကအဖေစီမှာမဟုတ်ဘူးလို့ချင်းဖြစ်ဖေစီမှာဘလို့တောင်းတော့ဟမ်ဖေမဟုတ်ဘူးရုပ်ဝေမှာဖေအေးပါငါသားရနောက်နေ့အဖေလောက်ကပြန်လာရင်ဝယ်ခဲ့ပြီမယ်နော်အခုဆိုခုဘေးအေးပါငါသားရရော့တော့ဝယ်လိုက်အေးဒါမှကျိုးပြီအေးပါငါသားပြောရင်ပြီးတာပါပဲကွာသားအဖေရဲ့သားပါဖေကတာချီးပါအောင်လို့ပြောစရာမလိုပါဘူးအဖေကသားမှလည်းသားမိသားစုနဲ့ဆိုတော့အဖေဘယ်လိုမျက်နှာနဲ့ပြောရမှာလဲသားရဲ့ငါသားမင်းနေမကောင်းလို့အဖေကိုပတ်စံလေးပေးလို့အဲ့လိုတောင်းရမှာအဖေကသားမှချင်းရှိစကားပြောစရာမလိုဘူးလေသားရဲ့ရော့အဖေအမေအတွက်ဖေလည်းရှားရရှိရဝဲစားလူရင်ထက်တောင်းတော့အဖေလုံလောက်ပါတယ်သားရဲ့အဖေသွားတော့မယ်နော်သားကြီးဒီညံများတဲ့မိမငါဆောင်းစိတ်ပြတ်နေပြီဟာလက်လိုက်တာဘာဖြစ်တာတော့မင်းကြောင့်ငါရုံးမှာသောက်ချက်တွေကွဲခဲ့တာမင်းသိလားကျမကဘာလုပ်နေလို့လဲဘာလုပ်ရမလဲကွာမင်းလောက်ထားတာမင်းသိမှာပေါ့ဟာမသိဘူးရှင်မူးရင်လည်းတာနေငါထောက်ရိုက်လိုက်ရမင်းငါရုံးသွားတယ်နီဘာထည့်ပေးလိုက်တာဘာထည့်ပေးရမလဲရှင်းလာတာနဲ့လောက်တဲ့ဟာထည့်ပေးရတာလေပြီးတော့တပည့်နှစ်ပြားနဲ့ငါဒီမိန်းမကွာပြောနေစိုးနေတာကိုကန်းတက်ပြီးတော့ပြန်ပြောနေတာဟဲ့မင်းတို့လည်းများဖြစ်ပြန်ပြီကွာပြီးခဲ့တဲ့တစ်ခါတော့ကလည်းဖြစ်မင်းတို့မြဲတမ်းရန်ဖြစ်နေပဲမင်းကလည်းရန်ဖြစ်တိုင်းလက်မမဲဆိုတာကြီးပဲဘာဖြစ်နေရတော့ဘာပြမလဲတော်ကြီးရဲ့သူရုံးသွားတဲ့အခါမှာငါပဲအာလူရင်ထည့်ပေးလို့တဲ့အဲ့ဒါကိုကျမကိုရိုက်မယ်လုပ်နေတယ်
ဟဲ့ငါတူရဲ့အဲ့ဟင်းလောက်ဆိုမင်းကလည်းပြဿနာမရှာသင့်ပါဘူးကွာစားလို့ဖြစ်နေတာပဲချွေတာမပေါ့ ဒေါ်ကြီးอ่ะခမရပြောရရင်လည်းခတ်အောင်မယ်အဲ့ဘာမှမသိပဲနဲ့ဗျာပြောပြန်ပြီ ဟဲ့ဘာမသိရမှလဲမင်းကလည်း ဒီလိုဗျာကြုံမှာတော့လေငဖယ်နဲ့အာလူချက်ဆိုပြီးတော့ဟင်းကောင်းနဲ့ဟေ့ဆိုပြီးတော့တယုံလုံးကိုခေါ်ပြီးတော့အတူတူစားကြမယ်ဟေ့ငါကတော့ဒီနေ့ဟင်းကောင်းနဲ့ငဖယ်နဲ့အာလူဆိုပြီးတော့ကြွားလိုက်တာတကယ်လဲစားရောစားတာစားပြီးတော့တာငဖယ်တစုံမတွေ့ဘူးတော်ကြီးရေ ဟဲ့ဟုတ်လားညီကလည်း ဟုတ်တယ်လေတော်ကြီးရလဲငဖယ်အာလူလေးပဲထည့်ပြီးတော့ အဲ့ဆိုညီရဲ့ငါဖေကဘာမလဲ ဘလို့လို့ငဖယ်ထည့်နိုင်မှာတော့တော်ကြီးရေငါ့ကိုဖဲပြီးချက်ထားလို့ငါပဲအာလူရင်းလို့ပြောတာတော်ကြီးရေဘလို့လို့ဝယ်ချက်နိုင်မှာလဲအဲ့ဆိုငါ့ကိုဘာလို့ငဖယ်အာလူရင်းလို့နင်ပြောတာတော့ မင်းတို့လည်းများဒီလိုကြီးပဲငါလည်းမသိတော့ဘူးသွားပြီအေးစိတ်မဆိုးနဲ့ငါတူရဲ့မနှက်ဖြတ်စိတ်သားဟင်း အခုဈေးကျဟုတ်ကဲ့ရပါတယ်ခင်ဗျာတလီလီဆက်တယ်ဘလို့လို့လာလဲဦးရဲ့30တရက်စာပဲရှိတော့လွယ်လိုက်ဝါဟာဦးရဟာဦးနဲ့သမီးနားလာပါ အာယာမပြောနေဘူးကြားကြီးอ่ะ ဟဲမောင်ရဲ့စိတ်မဆိုးပါနဲ့အခုပဲရောက်တော့မှတော့မအခုလာနေပြီမောင်ခဏလေးပဲစောင့်ပါမောင်လည်းကွာမောင်မယုံဒီမှာကားဆရာကိုမေးကြည့်လိုက်ဆိုလာနေပြီဆိုဒီခါမောင်နဲ့ဟာငါတော့မေးခန့်လိုက်အောင်မလုပ်ဘူးကားဆရာရောဖုန်းပြောပြပါအောင်ဟုတ်တယ်ဈေးကြိုဒါမဲ့နော်မစိတ်မဆိုးနဲ့ရောက်တော့မှအဘွားမယန်းချစ်တဲ့မောင် Amazing ဟာဥနဲ့မောင်နဲ့ကိုတော့ကျန်သေးကားသမားကိုလေးဖြစ်လိုက်ရရင်တော့အဟိ ဟတ်တော်ကားစီကကြောသွားပြီအော်ဟုတ်သားပဲခဏကျွန်တော်တပြကြောသွားပြီပြန်ကွေးလိုက်မယ်ဝီးကြောက်ရှင်ရလဲနော်ဘာတွေတွေးနေလဲမသိဘူးသွားပြီတကယ်မျက်နှာညားတဲ့အကောင်မလေးပဲဟာငါလဲကားသမားကိုလို့တော့စိတ်ကူးရင်လိုက်သေးတယ်တကယ်အကောင်ခဲညင်ပြီးတပိတ်တာမှာတစ်ဆောင်မဲ့ယူကြအောင်ပြောယူကြအောင် ခန်းကြီးတစ်ထောင်နဲ့ဝယ်ဦးမှာပဲဟဲ့ငါတော့နေကြီး तू မသိဘူးနေမှာငါရအောင်ယူမယ်ဟုတ်ရဲ့ခန်းကြီးနေလည်းယူအောင်မယ် ဟာယူမလားတပိတ်တာလားမ မဟုတ်ဘူးစလုံးနဲ့ရှိတိုင်းယူမှာအကုန်ထက် ဟောဟုတ်ကဲ့ ဘလောက်ရှိရတော့ တပိတ်တာပဲထားလိုက်တော့မယ်နော်မပိုးထဲအကုန်ပိုးထည့်ပေးလိုက်တယ် အေးကျေးဇူးပဲကွယ် ဟုတ်ကဲ့ပါနောက်လည်းအမယုံနော် ပွာပြီ နောက်တစ်ယောက် မနေ့ကငါ့ကိုဂျင်းထည့်သွားတာကွာဒီနေ့တော့ငါရအောင်ယူခန်းကြီးနေကမနေ့ကဈေးပဲမလား အော်ဟုတ်ပါတယ်ဗျာဟုတ်ပါတယ် ဒီနေ့လည်းဒီကောင်တင်ထားတော့မယ်တပန်းလုံးယူမယ်ဟဲ့ ယူပါမရဲ့9000ပဲပေးခဲ့ပါဝင်နေကြဖောက်တယ်မို့လို့ ဒီတခါတော့ဒီကောင်တော့ငါတော့အပီပဲဟေးသွားပြီဟဲ့နောက်လည်းနစ်စီပဲဝယ်မယ် ဖွာကြီးခံရပြန်ပြီဘယ်ရမလဲဘိုင်ဘိုင်တဖူးကြောက်ယူကြအောင်မလားရှင် မေပြေးရပြီ အလီမိပြီလာပါဦးအဒီမှာဒါအတွက်ထိုင်မအောင်ဒါလေး မေမောင်နေပြီဖြစ်တော့ပဲ အေးပါဒါရေ မေကောင်းပါပဲဒါကလေးကားချတယ်ပါ အော်ဒါရေမိဝယ်ပေးမှာပေါ့ဒါရေဝယ်ပေးမယ်နော်အဲ့ဆိုဒါလေးမနေခဲ့ဦးနော်မိတဖူးကြောက်တွေရောင်းပြီးတော့ကားလေးပြန်လာရင်ဝယ်ခဲ့ပေးမယ်နော်ဒါ ဟုတ်မေဒီကြပါဝယ်ပေးတာ တဖူးကြောက်ကလည်းဒီနေ့ရောင်းမကောင်းဘူးအေးငါသားလေးကရုံမာလိုက်တာငါဘယ်လိုလုပ်ပေးရပါလဲဟောတီးပြီတားရေမိတားလို့ချင်းနဲ့ကားလေးဝဲလာခဲ့ပြီ ပြောရဲအေးငါသားလေးဒီမှာမိရုပ်လေးဝဲလာခဲ့တယ်ဒီမှာဒီမှာကျိုးလေးနဲ့ဆွဲရအောင်မိဝဲလာတာနော်တာဒီမှာဆွဲကြည့်ပါအောင်တာဟေးကားတီကြီးဟေးမိုက်တယ်တတကြီးမိုက်တယ်ကားတီကြီး